အလုတ်သွားပါတယ်အလုတ်သွားတာတော့မသိဘူးကိုပိုင်ကားကြီးပဲပိုင်ဆိုင်ထားတယ်လို့ပဲဟိုကြည့်ဒီကြည့်နေပြီးရင်တရုတ်လေးနဲ့စကားပြောပါတယ်တရုတ်လေးနဲ့စကားပြောတယ်လုံချောင်းလေးပြောတယ်လုံမှာဘလို့ဘာညာရှိတယ်ပေါ့နော်တရုတ်က management ကောင်းတက်လာတဲ့ manager မှလည်းစကားအရင်ပြောပြီးတော့လည်းကိုစတိုင်ထုတ်တပုံလေးဗီဒီယိုတွေရိုက်ဟိုကြည့်ဒီကြည့်ပြီးလို့ရှိရင်တော့ပတ်ဝန်းကျင်ကိုကြည့်ပတ်ဝန်းကျင်ရဲ့အလှပါးနဲ့ခင်မီစာအုပ်တွေကြည့်ဒါတော့ပုံမှန်မှာပဲတရားကြီးဖြတ်ကျော်လာပြီကဲအဆောင်ရောက်ပြီဆိုတာနဲ့မိမိကမနေ့ကဝိုင်းနေမှာစားခဲ့တောက်ခဲ့တဲ့ဝိုင်းခွက်ပြာခွက်အရက်ခွက်အေးခွက်ရေခွက်ရေနွေးခွက်ဖန်ခွက်ပကံပြပကံလုံးစွန်းခရင်တူတင်နေစင်ပေါ်ဝါဘာဆိုဘာမှမကြောက်အကုန်လုံးတန့်ရှင်းရေးတခြားလုံးမလေးဝိုင်းခွက်တွေရေခွက်တွေပြာခွက်တွေဆိုပူတန့်ရှင်းနေရတယ်ပြီးရင်တော့အဝတ်တွေအကုန်လုံးရုပ်အပေါ်တက်ကိုသွားတော့နေလဲအလိုတွေအားလုံးပြီးလို့ပြီးလားဆိုမပြီးသေးဘူးတုတ်ထားတဲ့ဟာတွေကိုဘယ်လိုပြောမလဲညီညွတ်နေအောင်လို့တန်းစီပြီးစနေကြတိမ်စွန်းနေရစွန်းတူနေရတူတင်တဲ့စင်နေရမှာတူနေရစွန်းနေရစွန်းအကြည့်အသေးတူပါလို့အစီညီကြလာပပလေးစီပေးရပါတယ်တကယ်လို့လာပပလေးမစီဘူးဆိုလို့ရှိရင်လည်းအခိုင်ပိုင်ရှင်လာလို့ရှိရင်သူကိုယ်တိုင်ပြန်ပြင်ရမှာဒါတော့ခောက်ထားရဖြစ်ပါတယ်ကိုခောက်ထားတော့မဟုတ်ပါဘူးမန်နေဂျာမှခောက်ထားဒါလည်းညီမလေးခောက်ထားဘေးကနေပြီးလို့မှတ်တမ်းမဲ့ယူထားတာကိုယ်တိုင်ခောက်နေတော့မဟုတ်ပါကိုယ်တိုင်ခောက်နေလည်းအလောက်လှကြမှာလှမှာပါခောက်တဲ့ညီလေးပါလေးလည်းရှိတယ်ပြောပြခဲ့အောင်ကိုယ်လေးလည်းအလောက်ထအောင်မကြွအောင်ဟိုတယ်လိုက်လည်းအလောက်ထအောင်မလုပ်ဘူးအဲ့တော့မတီးဘူးကဲမတီးရတီးပေးပဲဒါအဲ့ခောက်တဲ့ပုံစံတော့မိမိကိုယ်တိုင်ကြည့်သွားခောက်တဲ့လည်းအတူယူမခောက်တဲ့လည်းဘာမှမဖြစ်တိုင်းလေးပဲကြည့်သွားဆိုတဲ့ဘောပေါ့နော်ကဲဒါတော့ share လေးတက်ပဲဖြစ်နေတဲ့အတွက်တော့ဒီဥမာလေးနဲ့ကိုညီမလေးနဲ့ပွားစီစကားတွေပြောလိုအပ်တာလည်းပြောအဝါပြောသူ့အကြောင်းကိုကြောင်ပြောရင်ဖွင့်တာလည်းပြောအလုံးကြောင်ပြောမကောင်းကြောင်ကောင်းကြောင်နဲ့အစုံပြောပြီးတဲ့ချက်မှာအပြင်ကိုကြည့်ပြီးတော့အသက်ကိုအဝါရှူလိုက်တော့ဒါတွေပြီးရင်တနေ့လေပတ်နေရအခန်းရတယ်လို့ခင်းတာဖြစ်ပါတယ်မိမိတို့ဆိုင်တွေမှာမိမိတို့ဟိုတယ်တွေမှာမိမိတို့အလုပ်တွေမှာဘလို့ hospitality လုပ်နေရဆိုတော့ကျွန်တော်မသိပါဘူးကဲထားပါတော့ကိုကတော့ရေတွေပါတယ်ကိုဘာလို့ပြင်ထားရေကတပြိုင်နဲ့ဖွင့်ပြီးရေပေါက်တွေတပြိုင်နဲ့ဖွင့်ပြီးရေတက်နေ4-5ခု10ခုလောက်ဝိုင်းဖွင့်ရေမလုံလောက်မှဖြစ်တော့ကြိုပြီးတော့ရေခံထားတာကဲဒါတော့အေးဆက်တယ်ဝင်ကြည့်မဖြစ်တယ်ကိုဘာတောက်ချင်လဲကိုဘာလို့ကြည့်ကိုတောက်ချင်တဲ့အေးကိုဘာလို့ယူတော့ဘာမှမဖြစ်ဘူးမသိရင်ဘာမှမဖြစ်ဘူးသိရင်တော့ပြောမှာပေါ့ကဲထားပါတော့ဒါကတော့တပါကိုထဲထားတဲ့ကိုအေးတွေကိုကိမ်မုံတွေလည်းရှိရကိုစားလည်းရတယ်ဘာမှပြဿနာမရှိဘူးပြီးလို့ရှိရင်လက်ကအားမနေနိုင်ဘူးသွားပြီးတော့ကချမ်းကနေမှသွားပြီးလူလေးတွေမရှိသွားပြင်းတယ်ချက်သွန်သွားတဲ့ခန်းညွန်ကြီးလီတဲ့ဂျင်းသွားတဲ့ဂျင်းစိမ်းဂျင်းသွားတဲ့ဂျင်းတွေအကုန်ဂျင်းနဲ့ပတ်တာအကုန်ထဲကဲဂျင်းတွေလည်းမှားတယ်ချက်သွန်တွေလည်းမှားချက်သွန်မိတ်တွေလည်းထဲတယ်အာလူတွေဘာမှမဆိုအကြံအကုန်လုံးတယ်ပြီးရင်လိုအပ်တာမှန်တယ်များပေါ်မှာဧည့်သည်ရှိရင်လည်းမနာမနေပြောတယ်ဘေးမှာရှိနေလည်းမနာမနေကူလှုပ်တယ်အဲဆိုလို့ရှိရင်အလာပါတာလာပါနီပါတွေတိုင်းတဲ့စကားပြောဟာတာတွေပြောသူ့အကြောင်းတွေလည်းပြောကိုယ်အကြောင်းတွေလည်းပြောနားလည်နိုင်တဲ့လမ်းခွေနဲ့ပြောအင်္ဂလိပ်စကားနဲ့များလို့ရှင် behavior language နဲ့ပြောသူစကားတွေမြေကိုစကားတွေမြေပြီးရင်တော့ macro ကြီးကိုကင်ပြီးတော့ကြွားလာပါကို macro တော့မဟုတ်အဲ့ဒါစာမ macro ဒါတော့ဆိုင်ရညီလေးသူနဲ့အလာပါတာလာပါပြောစောနေတာစာနေနောက်နေကြပြီးရင်တော့အိမ်ဘလို့အိမ်ရမှလည်းမသိသေးဘူးမိမိကိုအားလို့ရှင်စားကြည့်မလို့စိတ်စားထားတော့လေတကယ်တော့အိတ်ချင်နေရဖြစ်တဲ့အိမ်မှာဖြစ်ပါမိမိအလုံး2နာရီ3နာရီ4နာရီမနေ့ပိုင်းလှုပ်ပြီးသွားလို့ရှိလို့ရှင်တော့အိတ်နေရောဘာလို့မှမရှိဘူးစားကြည့်မလားအိမ်မလားစားလေးလားမလားဒါမှမဟုတ်တခုခုလေးလာနေမလားလမ်းခွေစူးစမ်းနေမလားကြိုက်တာလေးလာโอเคအဲ့လိုလေးလာပြီးသွားလို့ရှင်တော့ညတပြင်ဆင်းနေတဲ့အတီးရွက်တွေကြိုက်လန်ရွက်တွေရောအကုန်လုံးမဲ့ရွက်မှန်တယ်များကိုယ်တိုင်လို့ကိုယ်တိုင်ဝင်စေလက်တွေလည်းစေပြီးလို့ရှိရင်တော့ထဲရဥစားတွေပြန်ကနေပြီဆိုလဲတန့်ရှိရလောက်အောင်မကိုလောက်တာတော့မဟုတ်ဘူးကချန်တွေကတငယ်ချင်းလုံနေတာโอเคသူကလည်း TikTok ကဆိုသူ့ပြီးရိုက်ပေးလိုက်သေးတယ်ပြန်နေနေရပုံမှန်အတိုင်းပဲလမ်းကြောင်းလေးကိုဓာတ်ပုံရိုက်ပြီးတော့ညောင်းနေရောတခါတည်းခံစားလာရတဲ့ခိုက်တက်နေပိုင်းပြန်တဲ့ခဏနေအောင်မီးဖွင့်တယ်အဲ့လိုမျိုးပဲပေါ့ညနေနေဆက်နေရဒါပဲပါ